ရှင်းတော့ကဇလန်းကလေးတစ်ခုရှိသေးတယ်ရှင်းတော့ကခရီးသွားတဲ့အခါမှာမြင်းစည်းပြီးသွားကြတယ်တဲ့အင်္ဂလိပ်ဘာသာထဲမှာဇလန်းလေးတစ်ခုရေးထားတာဖတ်ဖို့တယ်နေတော့မြင်းစည်းပြီးသွားကြတဲ့အခါကျတော့လမ်းကြီးကတောင်နဲ့မြောက်ဖတ်တာအဲ့ဒီလမ်းတနေရာမှာတောင်ကုန်းလေးရှိအဲ့တောင်ကုန်းအတက်ကလေးဒီမှာခီးသွားတဲ့ပုဂ္ဂိုလ်တွေနားပြီးစားစရာစားဖို့ဆိုတဲ့ဆိုင်ကလေးတစ်ခုဖွင့်တနေ့ကျတော့တောင်ကနေမြောက်သွားတဲ့မြင်းစည်းပြီးတော့လာတဲ့လူတစ်ယောက်မြောက်ကနေတောင်မြင်းစည်းပြီးလာတဲ့လူတစ်ယောက်အဲ့ဒီလူနှစ်ယောက်ကအဲ့ဒီတောင်ကုန်းအတက်ကလေးမှာဆုံကြဆုံတော့နှစ်ယောက်စလုံးပဲအဲ့ဒီဆိုင်လေးတွေခဏနားမယ်ဆိုမြင်းမော်ကခုံစင်းတော့အဲ့ဒီလမ်းပေါ်မှာသူကချင်းသေးရုပ်ကလေးလောက်တာရှိဆိုင်ရဲ့သင်္ကေတချင်းသေးရုပ်ကလေးလောက်တာရှိအမြောက်ဘက်ကလာတဲ့လူကအပေါ်မော့ကြည့်ပြီးတော့ဗာပြောတော့ဆိုဒီဆိုင်ကငွေချင်းသေးစားတော့ဆိုင်ပဲသူကသူပြောလိုက်တာငွေချင်းသေးဆိုင်ပဲပြောလိုက်တယ်တောင်ဘက်ကလူကမော့ကြည့်ပြီးတော့ဗာပြောတော့ဆိုဟာခမရမှားနေပြီတဲ့ငွေချင်းသေးမဟုတ်ဘူးပြတယ်ရွှေချင်းသေးဆိုတော့ဟိုလူကမင်းကငါ့ကိုရွှေနဲ့ငွေနဲ့မကွဲဘူးလို့ပြောချင်တာလားမဟုတ်ပါဘူးကျောက်ကရွှေဖို့ရွှေပြောတာပါဆိုပြီးရံဖြစ်ကြရွှေသမားကလည်းတပြားမှမလျှော့ဘူးငွေသမားကလည်းတပြားမှမလျှော့ရံဖြစ်ကြတော့အဲ့ဒီခေတ်ကရံဖြစ်ရင်ဖြည့်ရှင်းဗာနဲ့ဖြည့်ရှင်းတော့ဆိုရင်ဓာချင်းရှင်ခုတ်ကြတဲ့ခေတ်အဲ့ဒီလိုဓာချင်းရှင်ခုတ်နေတဲ့အချိန်မှာဇလန်းထဲမှာပါလာတော့ကောင်းကင်ယံကနတ်သမီးလေးကဆင်းလာပြီးတော့ရက်လိုက်ဆိုတဲ့အတန်ကြာတော့သူတို့ရလိုက်ကြရှင်တို့ဘာလုပ်ကြတာတော့ဆိုတို့ကအမှန်တရားအတွက်တိုက်ပွဲဝင်နေကြတာပြောတော့အမှန်တရား we are fighting for truth အမှန်တရားအတွက်တို့တိုက်ပွဲဝင်နေတာဒါဖြင့်ရှင်တို့အမှန်တရားဘာတော့ငါကရွှေချင်းသိလို့ပြောတော့ဒီကောင်ကငွေချင်းသိလို့ညင်းငါရွှေငွေကတပြားသားမှမလျှော့ဘူးဟိုဘက်ကလည်းကျွန်တော်ကရွှေမှုရွှေပြောတာတပြားသားမှမလျှော့နိုင်ဆိုတော့အဲ့ဒီနတ်သမီးကမြောက်ဘက်ကလာတဲ့လူကတောင်ဘက်ကိုလာခဲ့ပါတောင်ဘက်ကလာတဲ့လူကမြောက်ဘက်ကိုသွားကြည့်လိုက်ပါမောပြီးတော့ကြည့်လိုက်တဲ့အခါကျတစ်ဖက်ကရွှေတစ်ဖက်ကငွေလောက်ဒီတချမ်းမြင်လေးနဲ့ညင်းတယ်ဆိုတဲ့အတိတ်တွေကိုပြောတာနော် There are two sides in every question အရာရာမှာပြဿနာတိုင်းမှာနှစ်ဖက်ရှိတယ်နှစ်ဖက်မမြင်မဲနဲ့တစ်ဖက်တည်းမြင်ပြီးလူတွေအရာဖြစ်နေကြတယ်အဲ့ဒါပါတော့ဆိုခုပြောတဲ့ဒိဋ္ဌိဆိုတဲ့ view ရဲ့သဘောပဲမြတ်စွာဘုရားကြတော့အရာခတ်သိမ်းကိုမြင်တဲ့အတွက်ကြောင့်ဘယ် view မှလက်မခံတော့ view မဟုတ်တော့ကုန်သိတာကုန်သိထားတဲ့ပုဂ္ဂိုလ်ကငါအမြင်သူ့အမြင်လို့ခွဲခြားစရာမရှိတော့ဘူးလေအားလုံးကိုခြုံငုံပြီးတော့မြင်တတ်သွားခြုံငုံကြည့်တဲ့ပုဂ္ဂိုလ်တယောက်ဟာညင်းပွားစရာဘာမှမရှိဘူးဟိုဘက်ကပြောလဲလက်ခံအောင်ခုနကမှရွှေလို့ပြောရင်လည်းဟုတ်တယ်တခြားရွှေလို့ငွေလို့ပြောရင်လည်းလက်ခံနှစ်ခုစလုံးလက်ခံနိုင်တဲ့အနေအထားဖြစ်သွားဘာလို့ဆိုနှစ်ဖက်စလုံးမြင်ထားတာဟုတ်အဲ့တော့တစ်ဖက်မြင်တဲ့လူတွေကညင်းတာပဲအမှန်ဟာအဲ့ဒီ round view ဆိုတာလဲပြဿနာတွေကိုတက်စီတတ်တဲ့အတွက်ကြောင့်ဒါလည်း mental impurity တစ်ခုပဲအဲ့ဒီ mental impurity ကိုလည်းပဲစင်ကြယ်အောင်လုပ်ဖို့လိုတယ်